Arsenal ချစ်ပြီးတတို့ရေ Julian Alvarez အတွက် Arsenal ကပေါင်တန်း100ကျော်အထိအသုံးပြုဖို့အသင့်ဖြစ်နေတဲ့ဆိုတဲ့သတင်းတွေပြန်ထွက်လာပါတယ်။ဒါပေမဲ့ပြဿနာက Julian Alvarez ကိုယ်တိုင်က Arsenal ကိုရွေးချယ်မလားဆိုတာပါပဲ။ Facebook, TikTok နဲ့ YouTube မှာကြီးစုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ Arsenal content ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ Arsenal ရဲ့တိုက်စစ်ပိုင်းအတွက်ဒီနွေရာသီမှာနောက်ဆုံးအကြိမ်အကြီးစားလှုပ်ရှားမှုဖြစ်လာနိုင်တာကတော့ Julian Alvarez ပဲဖြစ်ပါတယ်။ Arsenal ဟာ Atletico Madrid တိုက်စစ်မှု Alvarez ကိုစိတ်ဝင်စားနေပြီး Sky Sport ရဲ့နောက်ဆုံးဖော်ပြချက်အရ Mikel Arteta နဲ့အားကစားဒါရိုက်တာ Andrea Barta တို့ဟာ Julian Alvarez နဲ့မကြာခဏထိတွေ့မှုတွေရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင် The Times ရဲ့ August 22 ရက်နေ့ report အရ Arsenal ဟာ Alvarez ကိုခေါ်ယူဖို့ပေါင်တန်း100ကျော်အထိအပေးချေဖို့ဆန္ဒရှိတယ်လို့ဖော်ပြထားပါတယ်။ဒါဟာ Arsenal အတွက်အလွန်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်လာမှာပါ။ဒါပေမဲ့ဒီနေရာမှာ Arsenal အတွက်အကြီးမားဆုံးအတားအဆီးကငွေကြေးမဟုတ်ပဲ Alvarez ကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်ဖြစ်နေပါတယ်။လက်ရှိ report အရ Alvarez ရဲ့ဦးစားပေးမှုကဘာစီလိုနာဖြစ်နေသေးပါ။ဒါကြောင့် Arsenal ကဘယ်တော့ပဲစူးစမ်းနေပါစေကစားသမားဘက်ကတဘောတူညီမှုမရရင်ဒီအပြောင်းရွှေ့ကဖြစ်လာမှာမဟုတ်ပါဘူး။တစ်ဖက်မှာလည်း Atletico Madrid နဲ့ Alvarez ကြားအခြေအနေကပိုပြီးတင်းမာလာပါတယ်။မနေ့က August 23 ရက်နေ့မှာ Villarreal နဲ့ Atletico Madrid ပွဲစဉ်မှာတူတူတရေကြတဲ့ပွဲမှာ Atletico Madrid ပိတ်သက်တချို့က Alvarez ကိုပြင်းပြင်းထန်ထန်လောင်ပြောင်မှုတွေလုပ်ခဲ့ပါတယ်။ပွဲအပြီးမှာလည်းသူဟာအသင်းပေါ်တွေနဲ့ပိတ်သက်တွေကိုနှုတ်ဆက်ဖို့မလုပ်တော့ဘဲအဝိစားလဲခန်းကိုတန်းပြီးတော့တွားခဲ့ပါတယ်။ Writer သတင်းဌာနကလည်းဒီအခြေအနေကို Alvarez ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတင်းမာမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်အခုချိန်မှာ Arsenal ပိတ်သက်တွေတိထားရမယ့်အရေးကြီးဆုံးအချက်က Arsenal က Alvarez ကိုတကယ်လိုချင်တယ်။ပေါင်တန်း100ကျော်အထိတုံးဖို့လည်းအသင့်ရှိနေပါတယ်။ Arteta နဲ့ Andrea Barta တို့ကလည်းကစားသမားဘက်ကိုဆက်သွယ်နေတယ်။ဒါပေမဲ့ဒီအတန်းမဖြစ်သေးပါဘူး။ Official agreement လည်းမရှိသေးဘူး။ Here we go လည်းမဖြစ်သေးပါဘူး။အဓိကကတော့ Alvarez ကို Arsenal ကိုရွေးချယ်မလားဘာစီလိုနာကိုဆက်စောက်မလားဆိုတာပါပဲ transfer window ပိတ်ဖို့နီးလာတာနဲ့အမျှအပြောင်းရွှေ့ဟာ Arsenal ရဲ့နောက်ဆုံးအကြီးစား transfer drama ဖြစ်လာနိုင်ပါတယ်ပေါင်တန်း100ကျော်ပေးပြီး Alvarez ကို Emirates ခေါ်လာနိုင်မလား Arsenal ပြည်သက်တွေအနေနဲ့တော့အခုကနေ deadline နောက်ဆုံးအထိစောင့်ကြည့်ရမှာဖြစ်ပါတယ် Julian Alvarez ရဲ့အပြောင်းရွှေ့အပေါ်ကျင်းမိတ်ဆွေတို့ဘယ်လိုမြင်ကြလဲမိမိတို့ရဲ့အမြင်လေးတွေကိုအောက်က comment မှာဝင်ရောက်ရေးသားလို့ရပါတယ်ကျွန်တော်ရဲ့ Arsenal content page လေးကို follow လုပ်က like and share ပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်